အဲ့ဒီလူဟာငါစတာဟိုတယ်တစ်ခုမှာစပုံမှုကြီးရာတို့အတွက်ရှင်ပြိုင်နေခဲ့တာပါသူ့ကိုခရမ်းချင်သီးနဲ့အသားချိတ်ချက်ဖို့တာဝန်ပေးအပ်ခဲ့ပါတယ်ဒါပေမဲ့စီစဉ်သူတွေပြင်ဆင်ထားတဲ့ဝက်သားကိုအဲ့ဒီလူကရတဲ့အခါဝက်သားကပုတ်နေတာကိုတွေ့လိုက်ရပါတယ်တယောက်ယောက်ကသူ့ကိုတမင်တကာပြင်ဆင်ပေးနေတာကဝက်သားကခရမ်းချင်သီးနဲ့အသားချိတ်ဖို့အရေးကြီးဆုံးပါဝင်ပစ္စည်းဖြစ်လို့ပါဒါပေမဲ့အဲ့ဒီလူကအစားထိုးပစ္စည်းတစ်ခုကိုမြန်မြန်ဆန်ဆန်စဉ်းစားမိသွားပါတယ်သူကရေခဲတက်တာတွေကဒိုဟုနှစ်ချက်ကိုထုတ်ယူလိုက်ပါတယ်ဒိုင်လူကြီးတွေကဒိုဟုရဲ့အရသာကအသားနဲ့ရှင်နိုင်မလားဆိုတာသိချင်စိတ်ကင်းပြနေကြပါတယ်အဲ့ဒီလူကခရမ်းချင်သီးကိုထူးခြားတဲ့ပုံသဏ္ဍာန်ဖြစ်အောင်နှိမ့်ချက်ပြီးနောက်ခရမ်းချင်သီးကိုဓာတ်သေးသေးလေးနဲ့ထွင်းထူပါတယ်မကြခင်မှာပဲခရမ်းချင်သီးကဒေါင်းပုံသဏ္ဍာန်ဖြစ်လာပါတယ်ဒိုင်လူကြီးတွေကအဲ့ဒီလူရဲ့တကြွကျင်မှုကိုချီးကျူးခဲ့ကြပါတယ်သူ့ရဲ့နှိမ့်ချက်တဲ့နည်းပညာအတွက်အမှတ်ပြည့်ပေးခဲ့ကြပါတယ်ဒါပေမဲ့အစားအစာအတွက်အရသာကပိုရေးကြီးပါတယ်အသားရတာချို့တဲ့မှုကိုဒီလူဘယ်လိုဖြည့်ဆည်းမလဲသူကခရမ်းချင်သီးကိုဓာတ်နဲ့အခွန်ခွာပြီးစက်ကူလိုပါးလိလိုက်ပါတယ်သူကဒိုဟုကိုစတင်ပြုပြင်ပါတယ်ဒိုဟုကိုနှိမ့်ချက်ပြီးနောက်အရသာမျိုးမျိုးထည့်ပြီးငွေရနောက်ဆုံးမှာနှက်ထားသောဒိုဟုကိုအိုးရဲတို့ထည့်ပြီးငွေကြော်ပါတယ်ဒိုဟုကိုချက်ပြုတ်ပြီးနောက်ခရမ်းချင်သီးအချက်များတဲ့ဒိုဟုကိုထည့်ကခရမ်းချင်သီးလိပ်များပြုလုပ်ပါတယ်ဒီနီလန်တစ်ကဒိုင်လူကြီးစူးစမ်းလိုစိတ်ကိုနှိုးဆော်ပေးခဲ့ပါတယ်သူကခရမ်းချင်သီးလိပ်များကိုကြက်ဥအရည်တွင်နှက်ပါတယ်နောက်ဆုံးမှာခရမ်းချင်သီးလိပ်များကိုပေါင်မုံများဖြင့်ဖုံးအုပ်ပြီးအိုးရဲတို့ထည့်ပြီးစီပူတွင်ကြော်ပါတယ်ခရမ်းချင်သီးလိပ်များရွှေညိုရောင်ပြောင်းသွားသောအခါထုတ်ယူပြီးအေးခံပါတယ်သူကဒိုဟုဖြစ်ဆော့ပြုလုပ်ပါတယ်ခရမ်းချင်သီးလိပ်များကိုအတုံးသေးများဖြစ်အောင်နှိမ့်ချက်ပြီးနောက်ဒေါင်းပုံသဏ္ဍာန်ဖြစ်အမွေးများဖြစ်ပေါ်စေရန်ထားရှိပါတယ်သူ၏အစားအစာပုံသဏ္ဍာန်ကဒိုင်လူကြီးများထံမှနောက်ထပ်အမှတ်မြင့်တစ်ခုရရှိခဲ့ပါတယ်နောက်ဆုံးမှာသူကခရမ်းချင်သီးလိပ်များပေါ်တွင်ဆော့ကိုလောင်းချလိုက်ပါတယ်သူ၏ခရမ်းချင်သီးနှင့်ဟင်းလျာကအစင်သင့်ဖြစ်နေပြီဖြစ်ကျောင်းသူကခရမ်းချင်သီးနှင့်အသားဟင်းလျာကိုပြုလုပ်ရန်မြည်သည့်အသားကိုမျှအသုံးမပြုခဲ့ပါအစားအသောက်လျှော့ချနေသူတွေအတွက်အထူးပြုလုပ်ထားတယ်လို့မျိုးသားကပြောပါတယ်ဒိုင်လူကြီးတွေကဂရုတစိုက်ပြင်ဆင်နေတာကိုကြည့်ပြီးနီးစမ်းကြည့်ဖို့တောင်းဆိုခဲ့ပါတယ်ဒိုင်လူကြီးတွေကဆက်စုချင်စိမ့်နဲ့ကြိုက်စားပြီးအံ့ဩသွားပုံရပါတယ်မျိုးသားကတက်တက်လို့ဟင်းလျာချက်ထားပေမဲ့အသားရတာပြင်းပြင်းပါတယ်တခြားဒိုင်လူကြီးတွေလည်းနီးစမ်းကြည့်ပြီးတဲ့နောက်မျိုးသားရဲ့ခရမ်းချင်သီးနဲ့အသားကျိတ်ထားတဲ့ဟင်းလျာကပြိုင်ပွဲတစ်ခုလုံးရဲ့အမြင့်ဆုံးအမှတ်ကိုရရှိခဲ့ပါတယ်